ဝဟူသည်ဟုတ်လားဘဝဆိုသူကိုတော့ပြောပြီးနေကြတာပေါ့လေတကယ်တော့ဒါမြန်မာစကားမဟုတ်ဘူးပါဠိစကားပဲဘဝဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကဖြစ်ချင်းလို့ဒီလိုအဓိပ္ပာယ်ထွက်တယ်ဘာသာပြန်ရဘဝဆိုတာဖြစ်ချင်းနဲ့ဇာတိဆိုတာနဲ့အဓိပ္ပာယ်အတူတူပါပဲဖြစ်ချင်းဆိုတော့ဘာတွေရဲ့ဖြစ်ချင်းလဲလို့ဒီလိုမေးကြရှိတာဘာတွေရဲ့ဖြစ်ချင်းလို့ယုံနံတရားတို့ရဲ့ဖြစ်ချင်းကိုဘဝလို့ဒီလိုခေါ်ရတာဒီကျဘန်းစကားလို့လည်းပြောရမှာပေါ့လေဘဝဆိုတာတဲ့ဘာကုံပေါင်းလက္ခဏာဝဘာနဲ့ဝနဲ့ပေါင်းထားတာဘဝလို့ဒီလိုလေးပဲထွက်ဒီလိုပြောတယ်ဆရာကြီးဥဒုက္ခကြတော့လေဘဝတန္တရာတခြင်းဆိုအကြောက်ရမလားရပါရလားဟမ်အကုန်လုံးတော့မရပါဘူးအဲဒီထဲမှာငယ်ငယ်တည်းအကြနေရသဘောကျလို့မှတ်ထားတာဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာတွေလည်းဖြစ်ရပါအဲ့ဒါဘဝတန္တရာအဲ့ဒါလေးတော့ရတပိုင်းတစားလေးတော်တော်အဓိပ္ပာယ်ရှိတယ်နော်အဲ့ဒါလေးရဲ့လူတရားမှာ99ယောက်လောက်ကတော့အဲ့ဒီတိုင်းပဲဖြစ်နေတာပဲလေကိုဖြစ်ချင်တယ်မဖြစ်ဘူးကြားတာမဖြစ်ချင်တာတွေဖြစ်တာများတာပဲကိုမမြင်ရင်နာမြင်ရတယ်ကိုမြင်ရင်ရကြတော့မြင်ရင်တိုင်းမမြင်ရဘူးဟုတ်လားကိုမကြားခြင်းရကြရတယ်ကိုကြားခြင်းရကြတော့မကြားရကိုမနှမ်းရှူခြင်းရနှမ်းရှူရတယ်ကိုနှမ်းရှူခြင်းရကြတော့မနှမ်းရှူရတာကိုမစားကြနာစားရတယ်ကိုစားကြနာကြတော့မစားရကိုထိတွေ့ကျင်တာမထိတွေ့ရကိုမထိတွေ့ကျင်တာကြတော့ထိတွေ့ပြီးနေရကိုမကြုံကျင်တာကိုမဖြစ်ကျင်တာလို့ဖြစ်ရတယ်ကိုဖြစ်ကျင်တာကြတော့မဖြစ်ရမကြုံရတာကအများတယ်ဒါလူတိုင်းနတ်တိုင်းဒီပါပါပဲဘဝထဲမှာလျှောက်ပြီးလေ့လာကြည့်နော်ဘယ်လောက်ပစ္စည်းပေါ်တယ်ပြောဘယ်လောက်ယာရုကြီးတယ်ပြောဘယ်လောက်ကျွေရန်များတယ်ပြောဘယ်လောက်ပညာတတ်တယ်ပဲပြောကိုဖြစ်ချင်တယ်မဖြစ်ရဘူးမဖြစ်ချင်တာတွေဖြစ်နေရတာဒီလိုပဲများတာပဲကိုမနေခြင်းအားနေကြရကိုနေခြင်းအားကြတော့မနေရကိုမလုပ်ခြင်းအားလုပ်ကိုလုပ်ခြင်းအားကြတော့မလုပ်ရဟုတ်လားယောဂီတို့ရောကိုဖြစ်ချင်တာဖြစ်ရလားဖြစ်ရပါဘူးကိုကမဖို့နိဗ္ဗာန်မြန်ရကျင်တာနော်အတော်နဲ့ကိုမရနိုင်ကိုကတရားထိုင်နေတဲ့ထုံနေကျင်နေကြိုက်တယ်ခဲတယ်ကိုဖြစ်ချင်တာမဖြစ်ချင်ဘူးလားမဖြစ်ပါဘူးကိုချမ်းသာအေးစီစီလေးတည်ငြိမ်လေးစိတ်ပဲမှမထွက်ပဲနဲ့မတိုင်းရှုတိုင်းအရှုခံအာယုံရှုခံရုပ်ရှုခံနံပေါ်မှာစိတ်ကလေးငြိမ်စေချင်တာပဲလေမှန်ပါပါဗျာအဲ့တိုင်းဖြစ်ကြလားဖြစ်ပါဘူးဗျာဟ
ဟိုစဉ်းစားတင်စဉ်းစားဟိုပြေးဒီထွက်ခုနကထုံဒီနာကကြိုက်ဒီလိုမဟုတ်လားမှန်ပါပါအဲ့ဒါတွေဖြစ်ခြင်းတိုင်းဖြစ်တယ်ထားအောင်တော့ဦးခြင်းနာခြင်းသိခြင်းဆိုတဲ့ဟောဒီတရားသုံးပါးကတော့ဘယ်သူမှလည်းမဖြစ်ခြင်းဘူးသို့တော့လူတိုင်းတ attva တိုင်းဖြစ်ကြရတယ်မှန်လားမှန်ပါဗျာဘယ်သူဦးခြင်းလို့ဦးခြင်းပါဗျာမိုးခြင်းလဲမိုးပါဗျာအေးကိုကမိုးခြင်းဘူးမိုးခြင်းနဲ့ဦးကြရဘယ်သူနာခြင်းလို့မနာခြင်းလည်းပဲမနာပါနဲ့လို့ဘယ်သူမှတာစီပိတ်ပင်အမိန်ပေးလို့လည်းမရဘူးဘယ်သူကမှလည်းကယ်လို့မရဘူးဘယ်သူသေးခြင်းလို့မသေးခြင်းလည်းမသေးအောင်ဘယ်သူမှတာစီပိတ်ပင်အမိန်ပေးလို့မရဘယ်သူမှလည်းမကယ်နိုင်သိကြရတာပဲကိုကမဝေခြင်းဘူးဝရတယ်ကိုကမနာခြင်းဘူးနာရတယ်ကိုကမသေးခြင်းဘူးသိရတယ်ဒါတွေကကိုဖြစ်ချင်တိုင်းဖြစ်တာလားမဖြစ်ချင်မနဲ့ဖြစ်နေရတာလားဖြစ်ချင်ဖြစ်ရတာဒါဆရာကြီးဥဒုကရဲ့ဘဝတန်တာတခြင်းလေးနော်အတိတ်မရှိဘူးလားရှိတယ်အင်္ဂုတ္တရဏိကေတိကနိပတ်မှာအမတာဗုဒ္ဓိကသုတ်တံဆိုပြီးတော့သုတ်တံတစ်ခုမြတ်စွာဘုရားဟောတာလားအမတာဗုဒ္ဓိကဘေးဆိုတာသာသမီကမိဘကိုမကယ်နိုင်မိဘကသာသမီကိုမကယ်နိုင်တဲ့ဘေးကြီး၃ပါးရှိတယ်တဲ့အဲ့ဒီဘေးကြီး၃ပါးကလောကထဲမှာလည်းပြောနေဆိုနေကြတာပဲတဲ့ငါဖျားလဲဟောထားတယ်တဲ့ငါဖျားလဲဟောတယ်ပေါ့လောကကလည်းဘေးကြီး၃ပါးရှိတယ်လို့ပြောဆိုသမုတ်ထားကြတယ်အဲ့ဒီဘေးကြီး၃ပါးကဘာလဲဆိုတော့ရေဘေးမီးဘေးပြည်ပြက်တဲ့ဘေးတဲ့ဟော၃ပါးနော်ရေဘေးအကြီးကျယ်တင်လာပြီးဖြစ်လာပြီးဆိုလို့ရှိရင်လည်းတဲ့သံသမီးကမိဘမကယ်နိုင်မိဘကသံသမီးမကယ်နိုင်ဘူးဟိုနာဂစ်တို့လိုရေဘေးကြီးတွေပေါ့နော်နောက်တစ်ခုမီးဘေးတဲ့မီးလောင်လာပြီးအကြီးကျယ်လောင်လာပြီးဆိုလို့ရှိရင်လည်းပဲချင်းဥတဲ့အပြေးကြရတာပဲလေမိဘကလည်းသာသမီမကယ်နိုင်ဘူးသာသမီကလည်းမိဘမကယ်နိုင်ဘူးတကယ်တမ်းကျနော်ကယ်နိုင်ရလားမကယ်နိုင်ဘူးဟိုဘုန်းကြီးတို့ရွာမှာဘုန်းကြီးတို့၄နှစ်တာ၅နှစ်တာလောက်ရှိပါသေးတယ်ဘုန်းကြီးက14ခုပွားလာဘူး19ခုနှစ်မှာရွာမိလောင်မြောက်ဖျားကနေစပြီးလောင်လာစလောင်တဲ့အိမ်ကလည်းထမ်းရွက်ကိုမူထားတဲ့အိမ်ကိုထမ်းရွက်ကိုမူထားတဲ့အိမ်အဲ့ဒီထမ်းရွက်ကိုမိလောင်မိတယ်ဆိုတာရှိတယ်လေကလည်းလေမုန်တိုင်းကြီးကြလေမုန်တိုင်းကြီးကြပြီးအဲ့ဒီလေမုန်တိုင်းနဲ့အတူထမ်းရွက်မိလောင်ထားတဲ့ထမ်းရွက်တွေမိတွေဆွဲပြီးနေတဲ့ထမ်းရွက်တွေကပြုတ်ဟိုမော်ကြဒီမော်ကြကြတယ်ငါတကထလောင်အဲ့ဒီလိုနဲ့လောင်လိုက်တာလူတွေနွားတွေဝက်တွေဘယ်ပြေးလို့ပြေးရမှမသိဘူးချီဥတဲ့ပြေးကြရတာဘယ်သူမှမကယ်နိုင်ဘူးကြလားအဲ့ဒီမှာထူးထူးကဲကဲတခါကြီးတယောက်သူအမေအိုကြီးကိုပြုစုဆောင်ရှောက်ပြီးနေတာအိမ်တော်မပြူလူပြိုကြီးအဲ့လိုမိတယ်ဆိုတော့တသက်လုံးပြုစုလုံကျွေးပြုစုယူရလာတဲ့ဒီအမေကြီးမိတယ်ပြစ်မထားရဘူးပေါ့သူကတခါလေကြောပူပြီးပြေးတာမိဘမေတ္တာများလည်းဘယ်လောက်တူအောက်စံကောင်းတယ်ငါသားရဲ့အမေကိုပြစ်ချထားငါသားလွတ်ရပြေးင
ငါသားရဲ့အမေကိုပြစ်ချထားခဲ့ငါသားလွတ်အောင်ပြေးအမေရဲ့တော့ဩဇာပဲကြလားတားဖြစ်တော့လည်းမပြည့်ရဘူးဒါကြီးကိုထန်တန်ပြေးနောက်ဆုံးကျလုံးဝကိုမလွတ်နိုင်တော့ဘူးနှစ်ယောက်တည်းမှနဲ့တစ်ယောက်တည်းမှသေတော့သိကြတော့မှာပဲအဲ့ဒီချင်းကြမှာအမေဦးကြီးပြစ်ချပြီးသားဖြစ်သူကပြေးအမေဦးကြီးတော့သိရတာပေါ့သားဖြစ်သူကတော့ရေးနိုင်တော့လွတ်သွားဘုန်းကြီးတို့ဆိုလို့ရှိရင်မသိအောင်မနဲ့ပြေးရတယ်အဲ့ဒီလိုမိဘေးကြီးဆက်ရောက်လာပြီဆိုလို့ရှိရင်လည်းပဲတဲ့အမေမိဘကလည်းသာသမီမကယ်နိုင်ဘူးသာသမီကလည်းမိဘမကယ်နိုင်ဘူးချီဦးတရားလွတ်ကြောင်းမဖြစ်ကြရတာပြေးကြရတာပဲမနဲ့အကြမှာမိသားစုတွေလိုက်ပြီးပေါင်းစုံကြမသေးတွေ့ကြသေးတဲ့လူတွေသေးပေါ့လေအဲ့ဒီလိုနောက်စစ်ဘေးဟုတ်လားဒီလိုစစ်ဘေးကြီးတွေဖြစ်ပြီးဆိုလို့ရှိရင်လည်းဘယ်သူမှမကယ်နိုင်ဘူးပြေးကြရတာပဲဘုံတိုင်းဆိုလို့ရှိရင်ချီဦးတရားပြေးကြရတာပဲလေအဲ့ဒါလောကအနေနဲ့အမန္တပုဒ္ဓိကဘေးလို့သမုတ်ထားတဲ့ဘေးကြီး၃ဘေးပဲဗျနော်နံပါတ်1ရေဘေးနံပါတ်2ကနံပါတ်3ကပြည့်တဲ့ဘေးလို့သာကံသာပေကျမ်းကကတော့ဆိုတာပေါ့လေခုကကတော့စစ်ဘေးပေါ့နော်မြတ်စွာဘုရားကချစ်သားတို့လေအဲ့ဒီလောကကပြောတဲ့ဘေးကြီး၃ဘေးကမှ10ရေတရေကဲနိုင်လေဦးမယ်တဲ့ယခုငါဖျားဟောမဲ့ဘေးကြီး၃ဘေးကတော့တကယ်ကိုဘယ်သူမှမကဲနိုင်ဘယ်သူမှမကဲနိုင်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1ကဥဘေးနံပါတ်2ကနာဘေးနံပါတ်3ကသေဘေးတဲ့ဟောဥဘေးနာဘေးသေဘေးနံပါတ်1ကဥဘေးဥမီးရောလာတဲ့မိဘကိုမအိုးအောင်ဘယ်သားဘယ်သမီးကမှမကယ်နိုင်ဘူးဘယ်လောက်ချစ်ပါတယ်ပြောဘယ်လောက်ခင်ပါတယ်ပြောဘယ်လောက်စောင့်ရှောက်ယူရပါတယ်လို့ပြောတနေ့တခြားယူရင်ဥမင်းလာတဲ့မိဘကိုမအိုးအောင်ဘယ်သားသမီးကမှမတတ်နိုင်ဘူးတဖြည်းဖြည်းနဲ့အိုးပြီးသွားတာပဲမတိတာတော့လည်းပဲတနေ့နဲ့တနေ့ကတော့ပူပြီးအိုးလာတာပဲမှန်လားမှန်ပါတယ်ဗျာတခါတော့ဆရာတော်ကြီးတစ်ပါးနဲ့တခါကြီးတယောက်ပထမတခါကြီးကလျှောက်တာပါဒီမမြဲရင်အိဋ္ဌရဲ့သဘောတွေပေါ့ဆရာတော်တို့ဟောနေတယ်ဆရာတော်ခြေတော်မှာခွေးကြိုက်ထားတဲ့ခွေးဒဏ်ရာကြီးရပါလေဘာဖြစ်လို့ပြောင်းမသွားတာလို့တရားရဲ့စမေးတာချမ်းလားမမြဲဘူးပြောက်တယ်ဆိုလို့ရင်ဒါရဲ့ပြောက်ရမှာပေါ့လေဆရာတော်ကြီးနဲ့ဒါရှင်ပြဘယ်တော့မှကြိုက်ထားတဲ့ခွေးကြိုက်ဒဏ်ရာလို့ငါเจ้าသားဘွားကလည်းကြိုက်ခံတာလားကွာရှင်ပြတို့ဟောနေတယ်မမြဲဘူးဖြစ်ပြပြီးနေတယ်ယုံနာနေအမြဲတမ်းဖြစ်ပြပြောင်းလဲနေတယ်ဆိုရင်ဒီအနားရဘာဖြစ်လို့မကြိုက်မပြောက်တာတော့ဗျာတဲ့ပြောက်ရမှာပေါ့မမြဲတဲ့သဘောဆိုရင်ယောဂီတို့ဘယ်လိုဖြေရဒီတရားကြီးကြည်တော့ပြန်ဒါမြဲနေတဲ့သဘောပေါ့ကလေးတုန်းကလည်းအခုချိန်ကြီးရှိနေအဲ့တော့ဆရာတော်ကြီးရတယ်သူ့ဖြစ်တော်ကောင်းနေကြတာငါမင်းကိုတဲ့ဒါတကတစ်ခုပြောမယ်တဲ့သူ့ရဲ့ဖရာမကြီးကဖရာတယ်ပြီးတဲ့ကသမဏပိတ်တော့မယ်ဆိုတော့သူခြုံဖို့ဝယ်ထားတဲ့ပူတပည့်ပေါ့နော်
ဘိုးဘဝကြီးအကြည့်အဲ့ဒီဘိုးဘဝကြီးကိုမခြုံတော့ဘူးဘုရားဌာပနာတဲ့ကငါထည့်ပြီးဘုရားကိုလှူမယ်ဆိုပြီးတော့ဘိုးဘဝကြီးကိုဘုရားဌာပနာတဲ့မှာရုပ်ပွားတစ်ခုခြုံပြီးတော့သူဌာပနာလိုက်တယ်ဌာပနာလူတန်းလိုက်တယ်ဗောလေအဲ့ဒါနှစ်ပေါင်း340လောက်ကြာတော့အဲ့ဒီဘုရားကိုပြုပြင်ဖို့ဆိုပြီးတော့ပြုပြင်ရတာဗောလေပြုပြင်တော့ဌာပနာဖောက်လိုက်တယ်ဖောက်လိုက်တော့အဲ့ဒီဘုရားမှာခြုံထားတဲ့အဲ့ဒီပိုးဘဝဟုတ်လားလူထားတော့အတိုင်းပဲအသစ်ဆက်ကြည့်တယ်နော်သစ်ဆက်ကြည့်တယ်ဒါနဲ့ဘုရားကိုဘကပေါ်ကြီးရှင်းအတိုင်းပဲဘာမှပြောင်းလဲမှုမရှိဘူးဆိုပြီးသွားကိုင်းလိုက်တယ်အကုန်လုံးကြွေးကြသွားတာလေအကုန်လုံးကြွေးကြသွားတယ်အဲ့ဒါပြောင်းလဲနေတဲ့သဘောဆရာလေးပြောပြဒီအနာလည်းပဲဖြစ်လိုက်ပြက်လိုက်အနာဟောနေကပြက်သွားအနာဒိတ်ကပါဖြစ်လာတယ်အနာဟောင်းရုပ်တွေကပြတ်သွားတယ်နောက်တဲ့အနာဟောင်းရုပ်တွေကပြန်ပြီးဖြစ်လာဒီလိုကျနော်တို့မျက်နာတွေတို့ခန္ဓာကိုယ်တွေယောဂီတို့ရဲ့မျက်နာတွေကြည့်ပါလားနေတိုင်းမြင်တွေ့နေရတယ်ဆိုလို့ရှိရင်တော့ဒီပုံသဏ္ဍာန်မပြောင်းဘူးလို့ထင်ရတာပေါ့လေနော်ပြောင်းမနေဘူးလားတူနဲ့တူမတွေ့တာကြာပြီးမြန်တွေ့လိုက်ပြီဆိုလို့ရှိရင်နင့်တော်တော်အိုသွားပါလားဒီလိုနော်ဟုတ်ကလားအဲ့ဒါပြောင်းလဲလို့လားမပြောင်းလဲလို့လားပြောင်းလဲနေတာအိဋ္ဌလားအနိစ္စလားအနိစ္စမမြဲဘူးပြောင်းလဲနေတာဟမ်ဖြစ်ပြီးပြည့်နေတာရှိရှိသောကံကြောင့်ဖြစ်တဲ့ယုတ်တရားတော့အမတန်အားကောင်းတော့နုဖတ်ပြူပြီးနေရပါနော်နောက်တက်ဖြစ်လာတဲ့ယုတ်တွေကြတော့ပထမဖြစ်တဲ့ယုတ်တွေလောက်ကံအားကသိမကောင်းတဲ့အခါကျတော့ဘာဖြစ်လာတာတပြေးပြေးနဲ့ဟိုယုတ်ဖြစ်လာတာဟိုယုတ်တွေအစားထိုးဝင်လာအဲ့ဒီလိုပြင်ပေါ့လေဒီတပြေးပြေးနဲ့အိုမင်းရင့်ရော်လာတဲ့မိဘကိုမအိုအောင်ဘယ်သားဘယ်သမီးကမှမကယ်နိုင်ဘူးတဲ့နံပါတ်2ကနာပြီးနေတဲ့နော်အိုလုံးပေါ့လေအိုလုံးမကအိုလို့နာလာတဲ့နာနေတဲ့မိဘနှစ်ပါးကိုမနာအောင်သတ္တမိတွေကကဲနိုင်ရလားမကဲနိုင်ပါဘူးဗျာအစားထုတ်ပြီးတော့လေယူလို့မရဘူးမနာအောင်လေကဲလို့မရဘူးစောင့်ရှောက်လို့မရဘူးနာတာပဲမှန်တယ်နော်နောက်တစ်ခုသေပေးဒါကတော့ပြောဖို့မလိုတော့ဘူးနော်တည်သွားတဲ့မိဘနှစ်ပါးကိုမသိအောင်တန်သမီးကကဲနိုင်ရလားမကဲနိုင်ပါဘူးအစားထိုးတည်လို့ရရလားမရပါဘူးမရဘူးဒါကြောင့်ဘယ်သူမှမကဲနိုင်တဲ့ဘေးကြီးဘယ်နှဘေး3ဘေးဘယ်သူမှမအိုခြင်းဘူးမအိုခြင်းနဲ့အိုကြရတယ်ဘယ်သူမှမနာခြင်းဘူးမနာခြင်းလည်းနာကြရတယ်ဘယ်သူမှမသေးခြင်းဘူးမသေးခြင်းလည်းသိရတာပဲအဲ့ဒါဖြစ်ခြင်းတိုင်းဖြစ်တာလားမဖြစ်ခြင်းမနဲ့ဖြစ်နေရတာလားဖြစ်ခြင်းတိုင်းဖြစ်နေရတာအဲ့ဒါကိုဘာလို့ခေါ်တာဘဝဒါဥဒုက္ခလို့ပြောတာနော်ဟုတ်လားဘုရားလိုတော်ကတော့ဗါတယ်လို့ယုတ်တရားနံတရားတွေရဲ့ဖြစ်ခြင်းကိုဘာလို့ခေါ်လဲဘဝတဲ့အဲ့ဒီယုတ်တရားနံတရားတွေကလည်းဖြန့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဝိညာဏယုတ်တလာယတနာဖတ်တဝေဒနာပေါ့ဟုတ်တယ်မလားဝိညာဉ်ဆိုတာပရိသနဲ့ဝိညာဉ်သက္ကုဝိညာဉ်သောတာဝိညာဉ်ခန္ဓာဝိညာဉ်ဇီဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်ဒါတွေပဲပါနော်နာယုတ်ဆိုတာကတော့အလုံးသိပြီးသားနောက်ဖတ်တဝေဒနာဟုတ်တယ်မလားဒါတွေပါပဲဒါတွေကိုချင်းပြန်ချိုးလိုက်တော့ယုတ်နဲ့နာအဲ့ဒီယုံနံတွေကဖြစ်ပြီးနေတဲ့သဘောအဲ့ဒီဖြစ်တာကလည်းပဲဘဝတကူစ
ကလေးကဖြစ်လာတာနော်ဘဝစပါတယ်ဆိုကလေးကဖြစ်လာတာဒီရုပ်ဒီနာစဖြစ်တာကိုပဲဘဝဒီလိုခေါ်တာဇာတိဒီလိုခေါ်တာဟုတ်တချို့ကဘဝဖြစ်ချင်းဆိုတာအဲ့ဒီအစဆုံးရုပ်အစဆုံးနာတို့ရဲ့ဖြစ်ချင်းလောက်ကိုဒါဒီလိုထင်ခဲ့တာတကယ်တော့မဟုတ်ဘူးအဲ့ဒီနောက်မှာဖြစ်နေတဲ့ရုပ်ဖြစ်နေတဲ့နာရုပ်ဒီနာနေဖြစ်တိုင်းဒါပါလေတော့ဘဝကြီးကြီးတယ်ပဲဒီလိုပြောရဒါကြောင့်လည်းပဲဘဝဆိုတော့လက်ညှိုးထိုးလို့ရတာဗောဒါဘဝလို့ဒီလိုပြောကြတာနော်ခုလည်းပဲရုပ်နာနေဖြစ်မနေဘူးလားဖြစ်ပါဘူးအေးခုဖြစ်တဲ့ယုံနာကတော့ခုဘဝပေါ့ဟုတ်တယ်မလားအမြဲတမ်းဒီယုတ်ဒီနာနေရာဖြစ်ပြီးနေကြတာပဲအဲ့ဒီယုံနာတို့ရဲ့ဖြစ်ခြင်းကိုဘဝလို့ဒီလိုခေါ်ဘဝကဒုက္ခတိဘဝသုက္ခတိဘဝလို့ဒီလိုနှမျိုးရှိတယ်ဒုက္ခတိဘဝဆိုတာကမရေတတိဆံပြိတ္တာအတုရကေဘုံဒီမှာဖြစ်ရတဲ့ဘဝမျိုးပေါ့ဖြစ်ရတဲ့ယုတ်ဒီနာနေပေါ့နော်မရေမှာဖြစ်ရတဲ့ယုံနာနေတတိဆံဘုံမှာဖြစ်ရတဲ့ယုတ်ဒီနာနေပြိတ္တာဘုံမှာဖြစ်ရတဲ့ယုတ်ဒီနာနေပြီးတော့အတုရကေဘုံမှာဖြစ်ရတဲ့ယုတ်ဒီနာနေရဲ့ဖြစ်ခြင်းကိုဒါဒုက္ခတိဘဝလို့ခေါ်တယ်ဘာဘဝလို့ခေါ်လဲဒုက္ခတိဘဝတုဂတိဘဝလို့ဆိုတာကတော့လူဘုံမှာဖြစ်တဲ့ယုတ်ဒီနန္ဒီနတ်ဘုံမှာဖြစ်တဲ့ယုတ်ဒီနန္ဒီရဲ့ဖြစ်ခြင်းဒါကိုကြတော့ဘာလို့ခေါ်လဲတုဂတိဘဝလို့ခေါ်တယ်ဒုက္ခတိဘဝပဲပြောတုဂတိဘဝပဲပြောသူ့ဘဝပဲပြောကိုယ်ဘဝပဲပြောဘဝကိုတတ္ထုချကြည့်ရင်ဆင်းရဲလားချမ်းသာလားဆင်းရဲပါဗျာမှန်တယ်နော်ရုပ်ဤဖြစ်ခြင်းနာဤဖြစ်ခြင်းယုံနာတို့ရဲ့ဖြစ်ခြင်းနောက်ဝိညာဉ်နာယုတ်တလာယတနာဖတ်တာလို့ဖတ်တာဝေဒနာလို့ခေါ်တဲ့ဒီပိဿုပံအကျိုးတရား၅ပါးဖြစ်ခြင်းကိုဘဝလို့ဒီလိုခေါ်တယ်အဲ့ဒီဘဝကိုသစ္စာအနေနဲ့ပြောကြစို့ဆိုတော့ဘာသစ္စာလို့ပြောမလို့မနဲ့နော်ဒုက္ခသစ္စာဟုတ်ကလားအဲ့တော့ဆင်းရဲပြီပေါ့ဆင်းရဲဆိုတာမမှန်ဘူးလားဒုက္ခဆိုတာကဆင်းရဲတာသစ္စာဆိုတာကမှန်တယ်ဒုက္ခသစ္စာတကယ်ဆင်းရဲတာတာမန်ဆင်းရဲတာတော့မဟုတ်ဘူးနော်တကယ်ကိုဆင်းရဲတာအမှန်ကိုဆင်းရဲတာအဟုတ်ကိုဆင်းရဲတာဒါဒုက္ခသစ္စာလို့ပါဠိလိုခေါ်တာပေါ့အဲ့ဒီဒုက္ခသစ္စာရဲ့တရားတွေကိုသဗ္ဗေကျမ်းဂန်ရဗိဓမာသဘောရထုတ်ကြည့်လိုက်ရင်အကျယ်ချက်ရင်ခုနဝိညာဉ်နာယုတ်နာလာယရဏဖတ်တာဝေဒနာဒီတရား၅ပါးမို့လားအချင်းချုပ်အနေနဲ့ပြောလို့ရှိရင်တော့ယုံနဲ့နာဒါပဲနော်ယုံလဲဒုက္ခသစ္စာပဲနာလဲဒုက္ခသစ္စာပဲအဲ့တော့အပေဘုံဘဝပဲဖြစ်ဖြစ်ဒုက္ခတိဘုံဘဝပဲဖြစ်ဖြစ်ဒုက္ခတိဘုံဘဝပဲဖြစ်ဖြစ်သစ္စာစကားနဲ့ပြောဒုက္ခသစ္စာမြန်မာနဲ့ပြောလို့ရှိရင်ဆင်းရဲအမှန်တရားဆင်းရဲကြီးပဲအမှန်ဆင်းရဲအဟုတ်ဆင်းရဲကြီးပဲဒီလိုမဟုတ်လားမှန်ပါပါဗျာဒါစာပေကျမ်းဂန်ရသဘာဝရပြောပြတာနော်မှန်ပါခုဘုန်းကြီးတို့ဒီဘဝဆိုတဲ့ဘဝကလေးကိုပဂတိမျက်လုံးလေးနဲ့နည်းနည်းကြည့်လိုက်လေပဂတိမျက်လုံးလေးနဲ့ကြည့်လိုက်လို့ရှိရင်တော့သူ့ဘဝကိုယ်ဘဝလူဘဝနတ်ဘဝအဘေဘုံဘဝအဘေဘဝနောက်အမျိုးသမီးရဲ့ဘဝအမျိုးသားရဲ့ဘဝဒီလိုပြောပြီးတော့ဒီကြံသုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ခဏလက်တွေခြေတွေဒူးတွေပေါင်တွေမျက်စိမျက်လုံးမျက်ခုံးသွားပါးစပ်ဒီလိုနော်ပုံသဏ္ဍာန်နေနဲ့အစိတ်စိတ်ပုံသဏ္ဍာန်နေနဲ့ဒီလိုမဟုတ်လားမှန်ပါပါအဲ့ဒါကိုလူဘဝနတ်ဘဝတဏှိအမျိုးသမီးရဲ့ဘဝအမျိုးသားရဲ့ဘဝဒီလိုပြောကြတာ
နော်အဲ့တော့တကယ်တမ်းဘဝဆိုတာအဲ့ဒီလိုပုံတရံတရကြီးနဲ့ရှိသလားမရှိဘူးလားဆိုတာဉာဏ်မျက်စိနဲ့ကြည့်ကြည့်လိုက်ခုနကတော့ပဂတိမျက်စိနဲ့ကြည့်ရင်တော့ရှိတယ်ပေါ့လေနော်ဒါလောကသစ္စာလို့ခေါ်တယ်ဟုတ်လားလောကသစ္စာအနေနဲ့တော့ဟုတ်တယ်ပေါ့ပုံတရံတရကြီးအနေနဲ့ရှိနေတာပေါ့ဒီသမုဒိသစ္စာအနေနဲ့ပရမတ္ထသစ္စာအနေနဲ့ကြည့်လိုက်လို့ရှိရင်ဒီနည်းဉာဏ်မျက်စိနဲ့ကြည့်လိုက်လို့ရှိရင်တော့အဲ့ဒီတော့ပုံတရံတရရှိကြလားမရှိဘူးနော်ခုနပြောတယ်ယုံနဲ့နာဒါပဲယုတ်သဘောနဲ့နာသဘောနှစ်ခုပေါင်းစပ်ထားတာပဲလေအာယတနာနဲ့ပြောလို့ရှိရင်6ပါးပေါင်းစပ်ထားတာခန္ဓာအနေနဲ့ပြောလို့ရှိရင်5ပါးပေါင်းစပ်ထားတာနော်ဒီအစုရတခုပဲယုတ်နဲ့စုနဲ့နာအစုယုတ်နဲ့နာပေါင်းထားတဲ့ပေါင်းစုရတခုအစုရတခုပဲဘာမှတကယ်အကောင့်တည်းမရှိဘူးပုံသဏ္ဍာန်တရမရှိဘူးဒါလောကမျက်လုံးနဲ့ကြည့်ရင်တော့ဘုံတဏ္ဍတရဆိုတာရှိတယ်ဟုတ်လားအေးဉာဏ်မျက်စိနဲ့ကြည့်ရင်တော့ဘုံတဏ္ဍတရဆိုတာမရှိဘူးသဘောတရားပဲရှိတယ်ဟုတ်ကလားဒုဗ္ဗမဖြင့်ခုပလတ္တယုတ်လေးတစ်ခုသူ့ကိုလှုပ်ထားတာဘာတွေကိုလှုပ်ထားတာတော့ဆိုရင်ဟမ်ပလတ္တယုတ်လှုပ်တယ်ဆိုတာဘာတွေကိုလှုပ်ထားတာအဓိကအင်္ဂရိမုတ်နေမလားထုံမုံအင်္ဂရိမုတ်လို့အယုံမလုခင်တုန်းကဒီထုံအင်္ဂရိဆိုတာအမုံမွားလေးတွေမလားဒီခုချင်းကြည့်ရင်မမြင်နိုင်တော့ဒီသိမွားတာအဲ့ဒါလေးတွေကိုရေနဲ့ဆိုးပြီးတော့ဒီလိုအယုတ်လုအချောင်လန့်တာတော့မင်းသမီးယုတ်မင်းသားယုတ်မြို့သမီးယုတ်မြို့သားယုတ်ခွေးယုတ်ကြောင်ယုတ်နော်တော်တော်လှပဲတခါတလေမြတ်မယ်လေဟုတ်လူကြီးထိုင်းနေတာကြာတကယ်တူတာပြန်နော်တော်တော်လည်းပဲဒီအယုတ်ကလေးတွေရဲ့ခုနလွတ်ရကိုပြန်ပြီးကြည့်တဲ့အခါကျတော့အမတန်မှုံမွားတဲ့အမုံကလေးတွေကိုစုပြီးတော့ပြုလုပ်ထားတာပဲလေမှန်လားပုံတရံတရမပြောပါတော့ဘူးနော်မပြောပါတော့တဲ့အမုံလေးတွေကိုစုပြီးတော့လှုပ်လိုက်တော့ကနလူယုံနဲ့ယုတ်သတ္တိဖြစ်သွားတယ်။ဒါရနဲ့သက်စရာလေးတွေဖြစ်သွားတယ်။လက်ပါတင်းတင်းလက်ပါတင်းတင်းလေးတွေဖြစ်သွား။အဲ့ဒါကိုပြန်ပြီးများထုကြည့်လိုက်မယ်ဆိုလို့ရှင်ခုနလိုအမုံလေးတွေပြန်ဖြစ်သွားတော့မလား။မှန်ပါဗျာ။အေးအဲ့ဒီလိုပဲလူဆိုတဲ့လူနတ်ဆိုတဲ့နတ်အခြားတိဋ္ဌာန်သတ္တိတွေဒီလိုပေါ့လေတကယ်ရုပ်မှုံယုံမွားလေးတွေစုပြီးတော့နေတဲ့စုရက်တစ်ခုကိုဟုတ်လားကံကြမ္မာဖန်တီးပြီးထားတော့မဲလူယုံနဲ့ရုပ်ဖြစ်နေတာလူပုံနဲ့ပုံဖြစ်နေတာဟုတ်တယ်မလားဒါကံပကြီးသမားကမလုပ်ထားတာတရုပ်ဖော်ထားတာနော်ရေးဆွဲထားတာနော်ဟုတ်တယ်မလားကံပကြီးသမားရေးဆွဲထားတဲ့အတွက်ကြောင့်မို့လူပုံနဲ့ပုံလေးတွေဖြစ်နေတကယ်တော့တဘာဝတရားတွေစုရထားရုပ်တဘာဝတွေစုထားတာဒီလိုမလားအဲ့ဒါခုနလိုဉာဏ်မျက်စိနဲ့ပရမတ္ထမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့တကယ်ကိုယုံမယုံမွားလေးတွေမဆီရဘယ်ရတော့အဲ့ဒီယုံမှုယုံမွားလို့ဆိုလောက်အောင်ကိုမရှိဘူးတဲ့ပုံသဏ္ဍာန်တည်းမရှိဘူးတဲ့တတ်တဘာဝတွေကြီးတယ်ပဲဟုတ်ကလားတတ်တဘာဝတွေကြီးတယ်သူဆိုတော့လေဆိုတဲ့လေတတ်လေဝါရောတတ်လေမြင်ရလားမြင်ရဘူးလေနော်အဲ့ဒီလိုပဲသူ့ရုပ်ရဲ့တဘာဝကပဂတိမျက်စိနဲ့လုံးဝမမြင်နိုင်တော့ဘူးဉာဏ်မျက်စိနဲ့လည်းလုံးဝမမြင်နိုင်တော့အောင်ဒီနော်ဟိုပုံသဏ္ဍာန်အရေးနဲ့မိတ်နေတယ်မမြင်အောင်ပြောတာနော်ပုံသဏ္ဍာန်တက်တဲ့အနေနဲ့မမြင်နိုင်ဘူးတဲ့သဘာဝတရားလေးတွေပဲသဘောတည်းပဲအဲ့ဒီသဘောတရားတွေစုရထားတာပေါင်းစုထားတာဒါငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ဒီလိုခေါ်နေကြတာတကယ်တော့ဘဝဆိုတာအဲ့ဒီအကောင်အထည်
မမြင်နိုင်တဲ့ရုပ်နဲ့နာမ်ပေါင်းစပ်ထားတဲ့ဒါကိုဘာလို့ခေါ်လဲဘဝလို့ခေါ်တယ်အဲ့ဒီဘဝကချမ်းသာသလားဆင်းရဲသလားလို့ဆိုတော့ဆင်းရဲတယ်နော်ဒါလည်းမဂ္ဂတိမျက်စိနဲ့ကြည့်တဲ့ဆင်းရဲဉာဏ်မျက်စိနဲ့ကြည့်တဲ့ဆင်းရဲလို့ရှိတယ်နော်မဂ္ဂတိမျက်စိနဲ့ကြည့်တဲ့ဆင်းရဲတွေဒီတန်းတချို့စားရည်ဘလောက်ဆင်းရဲတဲ့ဝေးရည်ဘလောက်ဆင်းရဲတဲ့နေရည်ဘလောက်ဆင်းရဲတဲ့ဟိုမစားရလို့လူလိမ်ငိုကြွေးနေတဲ့ပုဂ္ဂိုလ်တွေမစားရလို့သေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဘူးဗျာဒါတည်းဆင်းရဲတွေပဲလေဟိုဒုက္ခတိဘုံဌာနဆိုတော့ပိုဆိုးပေါ့နော်ဟိုမမြင်နိုင်တဲ့အပေဆင်းရဲအပေဒုက္ခဆိုတာခဏအသာထားမြင်နိုင်တဲ့ကုတိဆန်တွေရဲ့ဘဝဆင်းရဲတာလေးကြည့်ကြည့်လိုက်လေဘယ်လောက်ဆင်းရဲလဲနော်ဘုန်းကြီးတို့ကတော့ဟိုတော်သူတော်သားဆိုတော့လေတို့ကနွားကြီးတွေကြည့်ပြီးတော့သူတို့ဘဝတော်တော်တနာစရာကောင်းတော်တော်ဆင်းရဲတာပဲနော်အမှန်တန်ကြည့်ကြတဲ့ဝန်ကြီးတွေထမ်းပြီးတော့နေပူလဲသွားရမိုးရွာလဲသွားရကောင်းတဲ့လမ်းလဲသွားရမကောင်းတဲ့လမ်းလဲသွားရရေထဲလဲယုံရပွဲထဲလဲယုံရဒီလိုမဟုတ်လားနေမကောင်းလို့လဲနေမကောင်းလို့ပြောနိုင်ရလားနေမကောင်းလဲသွားရတာပဲဟုတ်တယ်မလားဘိုက်စားလဲသွားရတာပဲဘိုက်လေးလဲသွားရတာပဲစားရလဲသွားရတာမစားရလဲလှုပ်ရတာပဲနေဘူးမိုးရမရှောင်အမြဲတမ်းနေ့စဉ်နေ့တိုင်းပေါ့လေနေ့စဉ်နေ့တိုင်းပြုလုပ်ပြီးတော့နေရတယ်အမှန်တန်ဆင်းရဲတယ်နော်ဒါနဲ့မလုံနိုင်မကိုင်နိုင်တဲ့အရွယ်ရောက်ပြီဆိုတော့ဘာလုပ်ပြန်တော့ဟမ်နွားတသမရောင်းလိုက်ပြန်ရောဘုရားတတ်ပြီးစားတဘဝလုံးလဲအားရအောင်ခိုင်းပြီးတော့နောက်ဆုံးကြတော့တတ်စားတဲ့ဘုသူရဲ့ဘဝလုံးဘယ်လောက်ဆင်းရဲတယ်နော်ဟိုကြက်လေးငယ်လေးတွေလည်းဘာတို့မှတော့ဟုတ်တယ်မလားနာယစားခံနေကြဒါကတည်းကမှခုလိုမိုးရွာပြီးနေလေးပူနေပူပြီးရုပ်တရက်မိုးရွာလိုက်ဘလူလေးတွေထွက်လာအဲ့ဒီဘလူလေးတွေကိုပိန်ညောင်တွေကစားအနာယစားတာပဲအဲ့ဒီလိုဘလူလေးကိုစားနေတဲ့ပိန်အိမ်မြောင်ကိုတကားကြောင်ကတကားခုတ်စားပြန်တယ်သူနော်အဲ့ဒီကြောင်ကိုတကားခွေးရလိုက်လို့ပြေးနိုင်ပြေးမပြေးနိုင်ကခံသေးပြန်ရောဒီလိုမဟုတ်လားမှန်ပါပါငါစားနေကြတာအလုံးကြောက်စရာကောင်းတယ်နော်အလုံးဆင်းရဲတယ်နော်လူဘဝမှာလည်းအထုတူပါပဲနော်စားရည်ဆင်းရဲဝေရည်ဆင်းရဲနေရည်ဆင်းရဲဒါကိစ္စမယကိစ္စတွေကြောင့်သာတော့ကမယတော့ကတွေကြောင့်ဆင်းရဲကြဒါဒီနေ့နဲ့ဒီနေ့ပူပူတော့မှကိုယ်ဆင်းရဲစိတ်ဆင်းရဲမှုတွေဖြစ်သေးနော်အခုဒီကိတိကဒီကဘာကြီးမှာဆိုပူတော်မှပူလောင်မှုတွေနဲ့နေကြရတာစိတ်လေးတက်ပြီးမနေနိုင်ကြဘူးလေတယောက်နဲ့တယောက်ချင်းချောက်တစ်မျိုးနဲ့တစ်မျိုးချင်းချောက်တနိုင်ငံနဲ့တနိုင်ငံချင်းချောက်ဒီလိုမဟုတ်လားအဲ့ဒါဘဝရဲ့ဘာတွေတော့ဘဝရဲ့ဒုက္ခသစ္စာတဲ့ဟုတ်ကလားအဲ့ဒီဘဝကခုနပရမတ္ထသဘောအနေနဲ့ပြောတော့ခုနပြောခဲ့ပြီဘာနဲ့ဘာသာရှိတယ်ယုံနဲ့နာနည်းနည်းလေးကြဲချက်ပြောမယ်ဆိုလို့ရှိရင်ဝိညာဉ်နာယုတလာယရဏသတ္တဝေဒနာဟုတ်တယ်မလားဝိညာဉ်ဆိုတာစိတ်ကိုပြောတာနော်နာယုဆိုတော့လေနာဆိုတာစိတ်ပဲပြောတာပဲလေယုကတော့ယုပေါ့ဟုတ်လားနော်နာယုဆိုတဲ့ယုနဲ့နာအာယရဏ6ပါးရူပယရဏတတ္တယရဏကန္နာယရဏတတယရဏဖုဒ္ဓဘာယရဏဓမ္မယရဏဒါလည်းယုတ်တကနဲ့တကနဲ့ပြောလို့ချင်းယုံနဲ့နာမည်မို့လားနောက်ဖတ်တာဒါနန္တရားဟုတ်လားနောက်ပါဝေဒနာနန္တရားဝိညာဉ်ယုတ်တလာယရဏဖတ်တာဝေဒနာဒီ၅ခုကိုပြန်ပြီးပေါင်းစုအကျဉ်းချုပ်လိုက်တဲ့အခါကျတော့
ယုတ်နဲ့နံဟုတ်တယ်မလားအဲ့ဒီယုတ်တွေနံတွေတဖွာဖွာဖြစ်ပြီးနေတာဒါဘဝလို့ခေါ်တာဖြစ်ပြီးတော့လည်းပြက်ပေါ်လေနော်အဲ့တော့ပေါင်းလိုက်တော့ဖြစ်လိုက်ပြက်လိုက်ပေါ့နော်ဘဝဆိုတာယုတ်နံတွေရဲ့ဖြစ်ချင်းပြက်ချင်းဒါမဟုတ်လားသူရဲ့တရားနဲ့ကတော့ဖြစ်ချင်းပဲထွက်တာပဲနော်ဖြစ်ပြီးရင်တော့ပြက်ရတာပဲလေအဲ့ဒါမို့ဘဝဆိုတာယုတ်နံတို့ရဲ့ဖြစ်ချင်းပြက်ချင်းဖြစ်ချင်းပြက်ချင်းယုတ်နံတို့ရဲ့ဖြစ်ချင်းပြက်ချင်းကိုဘာလို့ခေါ်လဲဘဝလို့ခေါ်တယ်ခုယောဂီတို့ဝိပဿနာရှုတယ်ဆိုတာဘာကိုရှုတာလို့အဲ့ဒီဘဝကိုရှုရတာပဲဟုတ်တယ်မလားဘာကိုရှုရတာလဲဘဝကိုရှုရတာသူ့ဘဝကိုဘဝဘသူရဲ့ဘဝပဲကြည်လိုက်ဖြစ်ပြီးရင်ဖြစ်နေတာပဲဒီချက်ကလေးကိုမြင်အောင်ကြည့်ရတာဒီချက်လေးမြင်အောင်ရှုနေကြတာဖြစ်ပြီးပြည့်နေတဲ့သဘောလေးကိုမြင်အောင်ခုရှားနေကြရတာပဲလေဟုတ်ပါလားပထမတော့ရုပ်ရဲ့သဘောနာမ်ရဲ့သဘောလေးကိုတွေ့အောင်ရှားရတယ်တွေ့တယ်ဒုတိယကျတော့အဲ့ဒီယုတ်တရားနံတရားတို့ရဲ့ဖြစ်ပြီးပြတ်သွားတဲ့သဘောလေးကိုရှားရတယ်နော်ရုပ်ရဲ့သဘောကဒီနေ့ပြောခဲ့တယ်မသိသဘောဒါရုပ်လို့ခေါ်တယ်နံသဘောကသိတဲ့သဘောမသိတာကရုပ်သိတာကနံဒီနှစ်ခုပေါင်းစပ်ထားတာပဲလေဒီနှစ်ခုကိုဘဝလို့ခေါ်တာပဲလေဘဝထဲမှာတေချာစိုက်ပြီးကြည့်လို့ရှိရင်ဉာဏ်မျက်စိနဲ့စိုက်ပြီးကြည့်လို့ရှိရင်ဒါပဲတွေ့မှာပဲလေသဘောလေးတစ်ခုကမသိဘူးနောက်တစ်ခုသဘောလေးကသိတယ်မသိတဲ့သဘောနဲ့သိတဲ့သဘောဒီနှစ်ခုပဲဘဝထဲမှာရှာရင်တွေ့တာပဲဟုတ်ပါလားအခုယောဂီတို့ဝိပဿနာဉာဏ်နဲ့တတိအတိတတိဥသိတဲ့စိတ်နဲ့ဘဝကိုကြည့်လိုက်တဲ့အခါကျတော့ဘယ်နှခုတွေ့နေနှစ်ခုပဲတွေ့တယ်မလားတစ်ခုကမသိဘူးတစ်ခုကသိတယ်သဘောတရားတစ်ခုကသိတယ်သဘောတရားတစ်ခုကမသိဘူးလို့ရှုလိုက်တိုင်းဒါလေးပဲတွေ့ရတယ်လေအဲ့ဒါယုတ်သဘောနံသဘောကိုတွေ့တာမှန်လားမသိသဘောလေးကယုတ်တရားသိတဲ့သဘောလေးကနံတရားအဲ့ဒါလေးကိုထပ်ပြီးအကျဉ်းချင်းရှုပါများလို့တတိသမารိဉာဏ်ပုံမအားကောင်းလာတဲ့အခါကျတော့ထိုသဘောလေးနှစ်ခုတည်ပင်ပေါ်ပြီးရင်ပျောက်သွားတယ်ဖြစ်ပြီးရင်ပြတ်သွားဟောသောတော်ကသဘောလေးနှစ်ခုကြတော့တခါအထိုသဘောလေးနှစ်ခုကိုထပ်ဆင့်ပြီးသိလာတာကမမြဲဘူးလို့သိလာတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ပေါ်ပြီးရင်ပျောက်သွားတယ်ပေါ်ပြီးရင်ပျောက်သွားတယ်လို့ဒီလိုသိလာတယ်ဟုတ်ကဲ့ရောက်ပြီလို့အဲ့ဒါစဉ်းစားလို့သိတဲ့အသိမျိုးမလုပ်ရဘူးနော်စဉ်းစားလို့သိတဲ့အသိမျိုးကိုပြောတာမဟုတ်ဘူးတချို့ကအဲ့ဒီလိုဆင်ခြင်ပြီးစဉ်းစားပြီးသိတာမျိုးကိုသူတို့ဒီဝိပဿနာဉာဏ်လို့ဒီလိုထင်ကြတယ်မဟုတ်ဘူးနော်တချို့ယောဂီတွေလျှောက်တယ်လေကြွကျင်တဲ့စိတ်ကလေးဟာတဲ့ကြွလိုက်ခါကြတော့ပျောက်သွားပါကလားဟောနောက်ကြွတဲ့ရုပ်အမူအရာကလည်းပဲလှမ်းတဲ့အခါကျတော့ပျောက်သွားပါကလားအမေတို့ကဒီလိုပျောက်သွားပါကလားလို့ဆိုတာကသိနေတာလားစဉ်းစားနေတာလားစဉ်းစားနေတာအဲ့ဒီလိုစဉ်းစားဉာဏ်ကိုဆိုလိုတာမဟုတ်ဘူးဝိပဿနာဉာဏ်ကလေဟုတ်တယ်မလားကြည့်နေရင်ပျောက်သွားတာကြည့်နေရင်မရှိတော့တာကိုအနိစ္စလက္ခဏာလို့ခေါ်တာဝိပဿနာဉာဏ်အဲ့လိုသိရမှာနော်တို့ဟို TV ကြည့်တယ်မလား TV ဖန်သားပြင်ပေါ်မှာအယုတ်ကလေးတွေဟာကြည့်နေရင်ဘာဖြစ်သွားတာလို့ဟုတ်တယ်မလားကြည့်နေရင်ပျောက်သွားတာကြည့်နေရင်မရှိတော့ဘူးဟိုကြောညာတွေဆိုရင်ပို့ပြီးတော့မြန်တော်မြန်သည်ဖြတ်နေကြနော်
အကြည့်နေရင်ကိုပြောင်းပြောင်းသွားတာကြည့်နေရင်ကိုပြက်ပြက်သွားတာကြည့်နေရင်ကွဲကွဲသွားတာမရှိတော့တာအဲ့ဒီလိုမြင်ပြီးနေတဲ့မြင်မှုမျိုးကမှအနိစ္စကိုမြင်တယ်လို့ခေါ်တာခဏလိုစဉ်းစားနေတာမျိုးမဟုတ်ဘူးနော်မှန်လားစဉ်းစားပြီးနေတာတွေးပြီးနေတာဆင်ခြင်ပြီးနေတဲ့ဒီဆင်ခြင်မှုမမြဲတာကိုဒါအနိစ္စ ानु ပတ္တနာဉာဏ်လို့မဆိုလို့ဘူးရှုနေရင်ကြည့်နေရင်ကိုပျောက်သွားတော့ဘူးပျောက်သွားပြီမရှိတော့ဘူးလို့သိလိုက်တဲ့အသိမျိုးမှအနိစ္စ ानु ပတ္တနာဉာဏ်လို့ခေါ်တာမှန်တယ်နော်အဲ့တော့ယောဂီပုဂ္ဂိုလ်ကကိုဘဝကိုအတိတ်တိနဲ့ကြည့်တဲ့အခါကျတော့ပထမဘာတွေ့တော့ဆိုတော့ခုနယုံနဲ့နာမ်ကိုတွေ့တယ်မသိတဲ့ယုံနဲ့သိနေတဲ့နံတရားဒီနှစ်ခုတွေ့တယ်အဲ့ဒီနှစ်ခုကိုထပ်ပြီးရှုပါများတဲ့ဝိပဿနာတတိသမารညာပုံမအားကောင်းလာတဲ့အခါကျတော့ထိုသဘောလေးနှစ်ခုတည်ပြီးပေါ်ပြီးရင်မရှိတော့ဘူးဖြစ်ပြီးရင်မရှိတော့ဘူးပေါ်ပြီးရင်မရှိတော့တာဖြစ်ပြီးရင်မရှိတော့တာကိုအနိစ္စလို့ခေါ်တယ်နော်ရုပ်ကြည့်တယ်ပေါ်ပြီးရင်မရှိတော့ဘူးနာမ်ကြည့်လိုက်လဲပေါ်ပြီးရင်မရှိတော့ဘူးရုပ်ကြည့်ရင်လည်းဖြစ်ပြီးရင်ပြတ်သွားပြီနာမ်ကြည့်ရင်လည်းဖြစ်ပြီးပြတ်သွားပြီအဲ့ဒီလိုဉာဏ်မျက်စိထဲမှာပဂတိမျက်စိနဲ့မြင်သလိုမြင်ပြီးနေတဲ့သဘောလေးဉာဏ်ကိုမှဘာလို့ခေါ်လဲအနိစ္စ ानु ပတ္တနာဉာဏ်လို့ခေါ်တာမှန်တယ်နော်ပဂတိမျက်စိနဲ့မြင်သလိုကိုဘာလို့နေရမှာမြင်ပြီးနေတာဉာဏ်နဲ့မှလေဉာဏ်နဲ့မှမြင်နေတာဉာဏ်နဲ့သိပြီးနေတာအဲ့ဒီအတိမျိုးကိုအနိစ္စ ानु ပတ္တနာဉာဏ်လို့ခေါ်တယ်ဟိုဖြစ်ပြီးပြတ်သွားတဲ့သဘောတော့ယုံနဲ့နာမ်ပေါ့ဖြစ်ပြီးပြတ်သွားတာကယုံနဲ့နာမ်ဖြစ်ပြတ်နေတာကတော့အနိစ္စလက္ခဏာလို့ခေါ်တယ်အနိစ္စလက္ခဏာအနိစ္စ ानु ပတ္တနာအနိစ္စ ानु ပတ္တိလို့ဒီလို၄ဆင့်ရှိတာကိုယုံနဲ့နာမ်ကအနိစ္စယုံနဲ့နာမ်ကအနိစ္စမြဲလားဟေးပေါ်ပြီးရင်ပြောက်သွားတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဖြစ်ပြီးရင်မရှိတော့တာကအနိစ္စလက္ခဏာလို့ခေါ်တယ်နော်ပေါ်ပြောက်ဖြစ်ပြက်ဒါအနိစ္စလက္ခဏာလို့ခေါ်တယ်ရွှေရင်မှရင်နဲ့ပေါ်ပြီးပြောက်သွားပါကလားဖြစ်ပြီးရင်မရှိတော့ပါကလားငါရှုနေရင်မရှိတော့ဘူးလို့ဒီလိုသိပြီးနေတဲ့ဉာဏ်ကဘာကိုသိတဲ့ဉာဏ်လို့ဆိုတော့အနိစ္စကိုသိတဲ့ဉာဏ်ဟုတ်ကလားအဲ့ဒီအနိစ္စကိုသိတဲ့ဉာဏ်ကြတော့ပါဠိလိုအနိစ္စ ानु ပတ္တနာဉာဏ်လို့ခေါ်တယ်ဘာလို့ခေါ်တယ်အနိစ္စ ानु ပတ္တနာဉာဏ်အဲ့ဒီဉာဏ်လေးကဘုရုတဏ္ဍာမှာဖြစ်နေတယ်လေဆိုတော့ရှုနေတဲ့ယောဂီရဲ့တဏ္ဍာမှာဖြစ်တာမဟုတ်လားဒါကြောင့်ယောဂီကြတော့အနိစ္စ ानु ပတ္တိလို့ခေါ်တယ်အနိစ္စဉာဏ်အနိစ္စ ानु ပတ္တနာဉာဏ်ရှိတယ်ယောဂီအနိစ္စကိုမြင်ပြီးနေသိပြီးနေတဲ့ယောဂီဒီလိုသွားရတယ်နော်ကဲလိုက်ဆိုပေါ့နော်ယုံနဲ့နာမ်ကအနိစ္စယုံနဲ့နာမ်ကအနိစ္စဆိုယုံနဲ့နာမ်ကအနိစ္စယုံနဲ့နာမ်ကအနိစ္စယုံနဲ့နာမ်ကအနိစ္စထိုယုံနံတို့ဤဖြစ်ပြီးပြတ်သွားတာကနိစ္စလက္ခဏာထိုယုံနံတို့ဤဖြစ်ပြီးပြတ်သွားတာကနိစ္စလက္ခဏာဆိုထိုယုံနံတို့ဖြစ်ပြီးပြတ်သွားပါကလားလို့သိမြင်နေသောဉာဏ်ကနိစ္စ ानु ပတ္တနာဉာဏ်
ထိုယုံနံတို့ဖြစ်ပြီးပြတ်သွားပါကလားလို့သိမြင်လေသောဉာဏ်ကနိစ္စ ानु ပဒနာဉာဏ်ဆိုထိုနိစ္စ ानु ပဒနာဉာဏ်ဖြစ်နေသောယောဂီပုဂ္ဂိုလ်ကနိစ္စ ानु ပတ္တိထိုနိစ္စ ानु ပဒနာဉာဏ်ဖြစ်နေသောယောဂီပုဂ္ဂိုလ်ကနိစ္စ ानु ပတ္တိထိုနိစ္စ ानु ပဒနာဉာဏ်ထိုနိစ္စ ानु ပဒနာဉာဏ်ဖြစ်ပေါ်နေသောယောဂီပုဂ္ဂိုလ်ကနိစ္စနိစ္စ ानु ပတ္တိဆိုတာအဲ့ဒီနိစ္စ ानु ပဒနာဉာဏ်ရနေရှိနေဖြစ်နေတဲ့ယောဂီဒီလိုလေးပဲထွက်တယ်နော်အဲ့တော့မိမိတို့မြင်နိုင်ကြားနိုင်နားနိုင်စားနိုင်တွေ့ထိတိုင်းကြံစည်စဉ်းစားတိုင်းမြင်နေကြတယ်နားနေစားတယ်တွေ့ထိတယ်ကြံစည်စဉ်းစားတယ်လို့ဘာလို့နေရတာရှုမှတ်နေရနော်ရှုမှတ်နေတော့မြင်နာကြတာနာနာစားတာတွေ့ထိတာကြံစည်စဉ်းစားတာတွေဟာအခြားလားယုံနံနေလားယုံနံနေဆိုတော့အခြားလားဘဝလားဘဝပါဗျာဒါပဲလေနော်မြင်တာလဲဘဝပဲကြားတာကလည်းဘဝပါနာနာကလည်းဘဝပဲစားတာတောက်တာစားသိတာလည်းဘဝပဲတွေ့ထိတာကလည်းဘဝပဲကြံသိတာကလည်းဟုတ်တယ်မလားမြင်နိုင်မြင်တဲ့စိတ်တွေစေတသိက်တွေရုပ်တွေမဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒီယုံနံနေဖြစ်တာဘဝလို့မဆိုနိုင်ဘူးလားဆိုနိုင်ပါဘူးမြင်ကြားတိုင်းလည်းယုတ်တဲ့နံတိတွေမဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒီယုတ်တဲ့နံတိတွေဖြစ်ခြင်းကိုလည်းပဲဘဝလို့မဆိုနိုင်ဘူးလားဆိုနိုင်ပါဘူးအေးနာတိုင်းစားတိုင်းတွေ့ထိတိုင်းလည်းယုတ်တဲ့နံတိတွေဖြစ်မနေဘူးလားဖြစ်ပါဘူးအေးအဲ့ဒီယုတ်တဲ့နံတိတွေဖြစ်တိုင်းနေဟာပါဠိလိုဘဝလို့ခေါ်တာပဲတဘဝမှာစပြီးဖြစ်တဲ့ယုံနံတွေရဲ့ဘဝယုံနံတွေရဲ့ဖြစ်ခြင်းကိုဘဝလို့ခေါ်ရတယ်လို့ပဲခုမြင်တိုင်းမြင်ယုတ်မြင်စိတ်တွေဖြစ်တာကြားတိုင်းကြားယုတ်ကြားတန်တွေကြားနံတွေဖြစ်တာလေဒါတွေလည်းဘဝတွေပဲဟုတ်တယ်မလားအဲဒါမို့မြင်တိုင်းမြင်တယ်လို့ရှုတာကြားတိုင်းကြားတယ်လို့ရှုနားတိုင်းနားတယ်လို့ရှုစားတိုင်းစားတယ်လို့ရှုတွေ့ထိတိုင်းတွေ့ထိတယ်လို့ရှုကြံစည်စဉ်းစားတိုင်းကြံစည်စဉ်းစားတယ်လို့ရှုနေခြင်းဒီအခြားကိုရှုနေတာကဘဝကိုရှုနေတာလားဘဝကိုရှုနေတာပါဟောဘဝဆိုတာဖြစ်ပြပါကလားမှန်ရလားမှန်ပါဘာတွေဖြစ်ပြနေတာလို့မေးရင်တော့ရုပ်တွေနာမ်တွေဟုတ်ကလားမြင်တဲ့ဘဝကိုရှုတယ်မြင်တဲ့ဘဝကိုရှုတော့မြင်တဲ့ဘဝကလည်းဖြစ်ပြီးပြတ်တာပဲမှန်ဘူးလားမြင်တယ်ဆိုတာခဏအစင်းလေမျက်စိမှာလာပြီးပေါ်တာကိုတိလိုက်တာမြင်တယ်လို့ခေါ်တာပဲလေအဲ့ဒီမှာတရုပ်ခွဲပြီးကြည့်မယ်ဆိုလို့ရှိရင်အစင်းကရူပယုံဟုတ်ကလားမျက်စိကစက္ခာယရဏနော်ဟိုကအာယရဏမြင်နေပြောလို့ရှိရင်တော့မြင်တာကရူပယရဏပေါ့အစင်းက
ရူပယရဏနော်အစင်းကပါတယ်ရူပယရဏမျက်စိကစက္ခာယရဏဟုတ်တယ်မလားအဲ့ဒီအစင်းကလေးမျက်စိမှာလာပြီးပေါ်တော့အမျိုးသမီးပဲအမျိုးသားပဲဟောသိလိုက်တယ်မြင်တာကိုသိတဲ့စိတ်မြင်သိစိတ်တဲ့ဘာလို့တော့သက္ကုဝိညာဏလို့ခေါ်တယ်ဟုတ်လားသက္ကုဝိညာဉ်စိတ်ကလေးဖြစ်မလာဘူးလားဟောအစင်းနဲ့မျက်စိသက္ကုဝိညာဉ်သုံးခုပေါင်းစုံမှုကြတော့ဖတ္တလို့ခေါ်တယ်ဘာလို့ခေါ်လဲဖတ္တလို့ခေါ်တယ်အဲ့လိုသုံးမိတည်နဲ့တပြိုင်တည်းတခါတဆင့်ဘလို့ဖြစ်လာတော့ဆိုတော့လှလိုက်တာဟဲ့ဟောဖြစ်မလာဘူးလားကောင်းလိုက်တာဟဲ့ချောလိုက်တာဟဲ့လို့ဖြစ်မလာဘူးလားဖြစ်လာပါအဲ့ဒါကပါလေဝေဒနာလို့ခေါ်တယ်ဟောမြင်နေလို့ရှိရင်ဒီသဘောတရားတွေပါတယ်ဒါတရုပ်ခွက်ကြည့်ရင်ဒီလိုထွက်လာတာနော်ဟုတ်တယ်မလားဒါမို့ဝိညာဏယုတ်တလာယရဏဖတ်တာဆိုတဲ့တရားစုတွေဝေဒနာဆိုတဲ့တရားစုတွေဖြစ်တာပဲအဲ့ဒါဘဝလို့ခေါ်တာနော်အဲ့တော့မြင်နေဒီသဘောတွေဖြစ်မလားဟုတ်လားအဲ့တော့မြင်နေလို့ရှိရင်ဒီရုပ်တွေဒီနာနေရှုရမရောက်ဘူးလားရောက်ပါဘူးဒီရုပ်ဒီနာနေရဲ့ဖြစ်မှုပြမှုတွေရှုတာမရောက်ဘူးလားရောက်ပါဘူးကြားရင်လည်းကြားလို့ရှိရင်ဒီရုပ်ဒီနာနေရဲ့ဖြစ်မှုပြမှုတွေပဲရှုတည်ရတာပဲလေနာနာရှုလဲဒီယုတ်ဒီနာနေရဖြစ်ပြမှုပဲသာတိတာရှုလဲဒီယုတ်ဒီနာနေရဖြစ်ပြမှုပဲတွေ့ထိတာတွေကိုရှုသိတယ်ဆိုရင်လည်းဒီယုတ်ဒီနာနေရဖြစ်ပြမှုတွေပဲတွေ့နေရသိနေရတာပဲနောက်ကြံသိမှုကိုရှုလဲပဲဒီယုတ်ဒီနာနေရဖြစ်မှုပြမှုတွေပဲရှုသိနေရတာပဲအဲ့တော့အကျဉ်းချုပ်လိုက်တော့ယုံနာဖြစ်ပြကိုရှုသိနေရတာဒါဝိပဿနာလို့ခေါ်တာပဲမှန်တယ်နော်အဲ့ဒီလိုမြင်တိုင်းမပြတ်ဒလဇတ်ရှုမှတ်ပွားများအားထုတ်နေတဲ့ယောဂီအတွက်မြင်တာကိုအကြောင်းပြုလို့လဲလူချင်းနှစ်သက်မဲ့တွေ့တာမှုရှိသေးလားမရှိပါဘူးကြားတာကိုအကြောင်းပြုလို့လဲလူချင်းနှစ်သက်မဲ့တွေ့တာမှုရှိသေးလားမရှိပါဘူးမြင်ပြီးပြည့်သွားပြီကြားပြီးပြည့်သွားပြီตายလို့ကိုမရဘူးဟုတ်တယ်မလားတွေ့တာလို့ကိုမရဘူးရလားမရဘူးဖွဲပုံပေါ်မှာစိုက်ထားတဲ့တိုင်းလို့ပေါ့ဗျာနော်ဖွဲပုံပေါ်ထုံးပုံပေါ်စိုက်ထားတဲ့တိုင်းဟုတ်ကလားသွားပြီးတက်လို့ဖက်လို့ရပါမလားမရပါဘူးတွေ့လိုက်ဖက်လိုက်ရင်လဲသွားမှာပဲစိုက်ထားတာဖွဲပုံပေါ်စိုက်ထားတာကိုနော်သူကမှလို့မှလဲချင်တာကိုကသွားပြီးသူ့အာကိုတကြီးနဲ့ဖက်လိုက်ရင်ဘာဖြစ်သွားမှာလဲသွားတာအဲ့ဒီလိုပဲဗျနော်မြင်မှုကြားမှုနားမှုသားမှုတွေ့ထိမှုဉာဏ်စီစဉ်သားမှုဆိုတဲ့သဘောတရားတွေကလည်းလေမြင်လိုက်ပြီးပြတ်သွားပြီးမြင်သိပြက်ပဲကြားလဲကြားသိပြက်ပဲနားကလည်းနားသိပြက်ပဲနော်စားတိတွေကလည်းထို့တူပဲစားသိပြက်ပဲအပြင်လောကမှာအပြင်လူတွေအတွက်ဆိုလို့ရှိရင်တော့စားလိုက်တာလဲကြောင်းအောက်ရောက်လို့ရှိရင်ဘာမှမသိတော့ပါဘူးပြတ်သွားတာပါပဲဒီလိုမပြောဘူးလားနာဝိပဿနာယောဂီအနေနဲ့ကြတော့ဒီစားမှုလေးဟာစသိမှုလေးဟာပေါ့လေလဲကြောင်းအထိလည်းမရောက်ဘူးလဲကြောင်းအောက်လည်းမရောက်ဘူးနော်ဟုတ်ကလားဒီစသိမှုလေးဟာရတာလေးရှားပေါ်ကြပြီးဖြက်ကလေးသူပြတ်သွားတာအလုံးလေးများစွာပြတ်သွားတာနော်ဟိုကြစ်တော့ပူပြီးနေတဲ့ဒေအိုးထဲမှာရေပေါက်ကလေးတစ်ခုချသိမွားတော့ရေပေါက်ကလေးချကြည့်လိုက်လေကြက်တင်းနေမယ်နဲ့ရှဲဆိုချင်းပြတ်သွားပြောက်သွားခန်းသွားတာပဲခြောက်သွားတာပဲဟုတ်တယ်မလားအဲ့ဒီလိုပဲရတာလေးတွေရှားပေါ်မှာကြလေကြောင်းပဲလေကြောင်းအထိလေကြောင်းအောက်ထိမရောက်ဘူးရှားပေါ်မှာပဲကြပြီးပြက်ကြံ့တိပြက်ကြံ့ပြီးပြက်သွားတာခုနတကယ်ဥကင်းဘူးကြီးထဲမှာနော်ရဲတော့ပူပြီးနေတဲ့ကြစ်တော့ပူပြီးနေတဲ့တဲဦးပြင်ပေါ်မှာပေါက်ရေပေါက်ကလေးကျလိုက်တယ်လို့ပဲအရသာလေးဟာရှားပေါ်မှာကြပြီးတီနဲ့တပြိုင်နဲ့ပါဖြစ်သွားတာပြက်သွားတာလဲချောင်းထိရောက်သလားလဲချောင်းအောက်ထိရောက်သလားဗိုက်တဲ့ဦးထဲထိရောက်သွားသလားရောက်ပါဘူးဟုတ်တယ်မလားအဲ့ဒီတော့လေးပါဖြစ်တယ်
နိမန်စွာဖြစ်ပြပြီးနေတဲ့ယုတ်တရားနံတရားတွေဟုတ်တယ်မလားဒါကြောင့်သာတိပြက်နောက်တွေ့ထိမှုတွေလည်းဒီတိုင်းပဲဉာဏ်သိစဉ်းစားမှုတွေလည်းထို့တူပဲဟိုဉာဏ်သိစဉ်းစားမှုဆိုတဲ့ဉာဏ်သိစဉ်းစားမှုလည်းတချို့တတိသမารိညာမရင်တန်သေးဘူးဆိုတဲ့ယောဂီတွေကတော့ဉာဏ်သိစဉ်းစားတယ်နေရှုလို့ရှိရင်ပြောင်းမပြောင်းနိုင်ဘူးကြလားပြောင်းမပြောင်းနိုင်ဘူးနိုင်ဝထိုင်ရှုနေလည်းမပြောင်းဘူးတဲ့ကြသူတို့မှလေတချို့တထိုင်လုံးဒါပဲရှုနေရတယ်လို့ပြောတာပဲဘယ်လောက်ဒီသူတို့မှစဉ်းစားစိတ်ကူးတွေအများနေတယ်လည်းမသိဘူးနော်ဆယ်ရက်လာလဲမကုန်နိုင်ဘူးသူတို့စဉ်းစားတွေကနော်နှစ်လပြည့်တဲ့ယောဂီတွေမကုန်သေးဘူးသူတို့စဉ်းစားတော့မယ်တချို့ဝါရင်သုံးလဟိုကစုံနေုံလုံးကမှတ်လာတဲ့ယောဂီလည်းမေးလိုက်ရင်စဉ်းစားစိတ်ကူးစိတ်တွေရောရှိပါသေးတယ်ဗျာမကုန်သေးဘူးလားမကုန်သေးဘူးဗျာဒါတွေငါစဉ်းစားရတယ်မသိပါဘူးနော်အဲ့ဒီစဉ်းစားတဲ့စိတ်တွေလည်းပဲဟိုတတိသမารိညာနဲ့နေသေးလို့ရှိရင်တော့အဲ့ဒီလိုပဲမကုန်လည်းမခန့်နိုင်အောင်ပဲနော်တတိသမารိညာအားကောင်းသွားပြီဆိုတဲ့ယောဂီများကြတော့လေစဉ်းစားဖို့ရအားပြုတယ်ဆိုကြတဲ့ကကိုယ်ရှုလိုက်လို့ရှိရင်ပြောင်းသွားပြီဟိုနည်းနည်းလေးတတိသမารိညာနောက်ကျသွားတယ်ဆိုရင်ထွက်တယ်လို့ရှုလိုက်ကရှိသေးတယ်စိတ်ငြိမ်သွားပြတ်သွားပြောင်းသွားမရှိအဲ့ဒီချိန်မျိုးကြလို့ရှိရင်ဒီစိတ်ကိုရှုရတာတော်ရတာရှိနော်ဟိုဆိုကြပါစို့ဟိုမြောက်တကောင်ကိုလောင်ရင်းနဲ့ထည့်တာလောင်ရင်းနဲ့ထည့်တာတော့သူ့မြောက်ဆိုတဲ့မြောက်ကလေဟိုတပင်ပြည့်တဲ့ဒီတပင်ပြည့်တဲ့ဟိုကိုင်းကူဒီကိုင်းကူဒီလိုနေတာကိုအဲ့ဒါသူ့လောင်ရင်းနဲ့ထည့်တာတော့စဉ်းစားကြည့်ပေါ့ဗျာနော်ဒီမြောက်ဘယ်လောက်ထွက်ချင်နေမလဲပြေးချင်နေမလဲဆိုတာနော်အဲ့ဒါလောင်ရင်းနဲ့ထည့်ထားတော့သူသံပေကတော့အပေါင်း6ပေါင်းရှိတဲ့အိမ်ထဲကိုသူလောင်ထားတာပေါ့လေအဲလောင်ထားတဲ့ခါကျဒီမြောင်လေးကဘယ်သူနေနိုင်မလဲဟုတ်လားနေခြင်းမလဲအဲ့တော့သူထွက်ဖို့ရပါဖြစ်နေတယ်ကြိုးစားတာပေါ့နော်အပေါက်ကဘယ်နှပေါင်းရှိအိမ်မှာအပေါက်ကသူ့လေလောင်ရင်ကအပေါက်6ပေါင်းရှိတာအဲ့ဒီ6ပေါက်ကသူထွက်ဖို့ရကြိုးစားတယ်ဒီမြောင်ထိန်တဲ့လူကလည်းပဲဒုတ်တချောင်းနဲ့အဲ့ဒီလောင်ရင်6ပေါက်ရှိတဲ့လောင်ရင်စောင့်နေတော့ပထမပေါက်ကထွက်ဖို့ရကြိုးစားတယ်ခေါင်းလေးပြူလိုက်တဲ့တုံးနဲ့ချဖက်ကလေးချလိုက်ဘယ်ဝင်ပြေးလို့အိမ်နဲ့ဝင်ပြေးပြန်တခါဒုတိယပေါက်ကထွက်ဖို့ရကြိုးစားတယ်ခေါင်းပြူလာတယ်မြောက်ထဲတဲ့ကောင်ကဖက်ကလေးသူတုံးနဲ့ချဝင်ပြေးပြန်ရောသူထွက်နိုင်သေးလားထွက်ဖို့ရခေါင်းလေးလာပြူလိုက်ဟိုကတုံးနဲ့ချလိုက်ဝင်ပြေးလိုက်ထွက်ဖို့ရခေါင်းလေးပြူလာလိုက်တုံးနဲ့ချလိုက်ဝင်ပြေးလိုက်ဟာသိကြည့်ကောင်းတာလေနော်အဲ့ဒီလိုပဲဗျခုမျက်စိနာနာလျာကိုယ်စိတ်ဆိုတဲ့ဓဝရ6ပါးကိုရှုတဲ့အိမ်ထဲမှာခင်ဗျားတို့မြောက်ကလေးလောင်ထားတာကိုဘာမြောက်ကလေးတို့စိတ်မြောက်ကလေးမြောက်ဆိုစိတ်ကဟောစိတ်မြောက်ကပိုးပြီးရိုင်းနေတာကြလားနော်အဲမြောက်ရိုင်းစိတ်ကလေးလောင်ပြီးတာတော့သူလည်းပဲနေခြင်းမှာတော့ဟုတ်တယ်မလားပြည့်ခြင်းထွက်ခြင်းလွှားခြင်းနေတာကိုအဲကြိုးစားတာပေါ့ညို့တော့ယောဂီပူငူဆိုတဲ့မြောက်ထိန်ပုဂ္ဂိုလ်ကဟုတ်လားဘာလို့လို့မြင်တဲ့ဘောက်ကမျက်စိဘောက်ကထွက်မဲ့ကြံရှုလိုက်ထွက်မထွက်နိုင်ပြန်ဘူးနားဘောက်ကထွက်မဲ့ကြံရှုသိလိုက်ကြားတယ်လို့ရှုသိလိုက်သူမထွက်နိုင်ပြန်ဘူးနှာခေါင်းဘောက်ကထွက်မဲ့ကြံလည်းပဲနည်းမွေးတယ်လို့ရှုလိုက်သူမထွက်နိုင်ပြန်ဘူးအဲ့ဒီလိုပြင်ဓဝရ6ပါးကထွက်မဲ့လှုပ်တိုင်းရှုလိုက်ထွက်မဲ့လှုပ်တိုင်းရှုလိုက်တဲ့အခါကျတော့ဟာစိတ်ကလေးကခေါင်းလေးပြူလာလိုက်ပျောက်သွားလိုက်ခေါင်းလေးပြူလာလိုက်ပြက်သွားလိုက်တယ်အလုံးရှုလို့ကောင်းတာနော်တတိသမารိညာကောင်းလာပြီဆိုလို့ရှိရင်လေသူထွက်ဖို့ကကြိုးစားရှုလိုက်ပျောက်သွားတယ်ထွက်ဖို့ကကြိုးစားလိုက်ရှုလိုက်ပျောက်သွားတယ်ထွက်ခြင်းကိုမရအဲ့ဒါစိတ်ကိုနိုင်ရင်းလာတယ်လို့ခေါ်တယ်ကြားလားနော်အဲရှုပါများတော့သူဟာခုနမြောက်လေးဟိုဘက်ကထွက်မဲ့ကြံထွက်မဲ့လို့ကြိုးစားလိုက်မြောက်ထိန်တဲ့ပုဂ္ဂိုလ်ရဲလိုက်ဒီဘောက်ကထွက်မဲ့ကြံမြောက်ထိန်တဲ့ပုဂ္ဂိုလ်ရဲလိုက်ဆိုတော့နာလဲနာပြီမောလဲမောပြီကြားလားနော်ခေါင်းလဲကြေးနေပြီပေါ့ဗျာရိုက်ပါများတော့လေ
ကောင်းလဲကြည်မောလဲမောထွက်လို့လည်းမရတဲ့ခါကျတော့နော်အိမ်လေမှာဘာဖြစ်နေတော့အေးငြိမ်ပြီးတော့ဟောဟဲနဲ့ဝက်နေတော့ဝက်သွားတာပဲအဲဒီလိုပဲယောဂီတို့မြင်နိုင်ကြတိုင်းနားနိုင်စားတိုင်းတွေ့ကြည့်တိုင်းကြံစည်စဉ်းစားတိုင်းစိတ်ကူးမဲ့ကြံတိုင်းရှုမှတ်ပွားများအထုပ်ပါများတဲ့အခါကျတော့ဘာဖြစ်တာသမာဓိရလာတယ်သမာဓိရလာပြီဆိုတဲ့အခါကျတော့စိတ်ကလေးကထားရမှာငြိမ်ပြီးဝစ်ပြီးနေတာပဲအဲ့ဒါသမာဓိလို့ခေါ်တယ်နော်အဲ့ဒီသမာဓိဖြစ်ပြီဆိုတဲ့အခါကျတော့ဖြစ်ကြရုပ်ဖြစ်လာတိုင်းသိဖြစ်ကြနာဖြစ်လာတိုင်းသိဟုတ်တယ်မလားဖြစ်တာလည်းသိပြတ်တာလည်းသိဖြစ်တာလည်းသိပြတ်တာလည်းသိဖြစ်လိုက်တယ်အကုန်လုံးသိတာအကုန်လုံးမြင်တော့တာပဲအဲ့ဒီလိုမြင်နိုင်ကြတိုင်းနားနိုင်စားတိုင်းတွေ့တည်တိုင်းဖြစ်ပြနေတာတွေကိုသိမြင်ပြီးနေတဲ့ယောဂီရဲ့တဏ္ဍာမှာခုနပြောသလိုအနိစ္စဓုပ္ပဒနာဉာဏ်နေပဲဖြစ်နေတာပဲလေတင်မှာလဲအနိစ္စဓုပ္ပဒနာဉာဏ်ပဲနှစ်မှာလဲအနိစ္စဓုပ္ပဒနာဉာဏ်ပဲသုံးမှာလဲအနိစ္စဓုပ္ပဒနာဉာဏ်ပဲလေးပဲအနိစ္စဓုပ္ပဒနာဉာဏ်ပဲငါးမှာလဲအနိစ္စဓုပ္ပဒနာဉာဏ်ပါပဲ6မှာလဲအနိစ္စဓုပ္ပဒနာဉာဏ်ပဲခွန်ရှိကို30မှာလည်းအနိစ္စ ानु ပဒနာဉာဏ်အနိစ္စ ानु ပဒနာဉာဏ်လေးကြီးတဲ့တန်းစီပြီးတော့အပြုံလိုက်ခဲလိုက်ဖြစ်ပြီးနေတဲ့အခါကျတော့ဘယ်မရုံတဏဖြစ်နိုင်သေးလားပေါ်လာနိုင်သေးလားမပေါ်လာနိုင်ပါဘူးအဲ့ဒါအခြားသေးတာလားသမုဒိယသစ္စာသေးသွားတာလားသမုဒိယသစ္စာသေးပါဘူးအရှုခံကဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမဂ္ဂသစ္စာသေးသွားတဲ့သမုဒိယသစ္စာဟာသိသွားတဲ့တဏှာသိသွားတဲ့လောဘသိသွားတဲ့ကိလေသာတွေကသမုဒိယသစ္စာအကြောင်းတဏှာသမုဒိယသစ္စာမဖြစ်တော့အကျိုးဆင်းရဲတွေရောဖြစ်သေးလားဖြစ်ပါဘူးအဲ့ဒါနိရောဓသစ္စာလို့ခေါ်တယ်ဘဝကိုရှုရင်းနဲ့သစ္စာလေးပါးဖြစ်လာတာနော်မှန်တယ်နော်အေးအဲ့ဒီနည်းနဲ့ရှုမှတ်ပွားများအထုတ်လို့ရှိရင်ကိုလိုချင်တဲ့ဆင်းရဲကတ္တိငြိမ်းတဲ့နိရောဓသစ္စာဒီဘဝကိုရှုရင်းနဲ့ပဲဒီဘဝကိုကြည်ရင်းနဲ့ပဲဒီဘဝကိုသုံးသပ်ခြင်းနဲ့ပဲရရှိနိုင်တယ်လို့နားလည်သဘောပေါက်ပြီးကိုယ့်ဘဝကိုအတိတ်ဥသိတဲ့စိတ်နဲ့မပြတ်တလည်းစားရှုမှတ်ပွားများအထုတ်လေ့လာကြဟုတ်လားရှုမှတ်ပွားများအထုတ်ကြရပြီဝိပဿနာဉာဏ်စဉ်တွေတက်လို့မဉဏ်ဖူးဉာဏ်ရဒုမဉဏ်ဖူးဉာဏ်ဖြင့်ဘဝကြီးခြုံညိုးရာဖြစ်တဲ့နိဗ္ဗာန်ကိုလင်းမြန်စွာသိမြင်ဆက်ရောက်နိုင်ကြတဲ့ယောဂီသူတော်စင်များကိုယ်စီကိုယ်ငါဖြစ်နိုင်ကြပါစေ